Hi အားလုံးပဲမင်္ဂလာပါဆိုဖီယာဒီနေ့မှာတော့ထိုင်းနိုင်ငံမှာနာမည်ကြီးနေတဲ့ jewelry brand တစ်ခုနဲ့ commercial photo shoot လေးရိုက်ဖို့အတွက် makeup တော့ပြင်ဖြစ်ပါတယ်ဆို modern 3ယောက်နဲ့ပိုင်ရှင်ထိုင်းအမကိုယ်တိုင်ပေါ့နော်ဆိုတော့photo shoot လေးမှာဆိုဖီယာရဲ့ team ကနေပြီးတော့ stylist ပါမယ် makeup artist ပါမယ် hair stylist ပါမယ်ဆိုအကုန်လုံး photographer ပါမယ်ပေါ့အဆရပြည့်စုံလေးစီစဉ်ပေးလိုက်ပြီးတော့စိတ်တန်းကြရတဲ့ photo shoot လေးတစ်ခုဖြစ်ခဲ့ပါတယ်မှန်ရပါမယ် result လေးအရင်ကောင်းခဲ့ပါတယ်ဆိုတော့ဆိုဖီယာချက် makeup studio မှာလာပြီးတော့ photo ရိုက်ချင်တဲ့ makeup ပြင်နေတဲ့ဓာတ်ပုံရိုက်ချင်ဘာလို့ပဲလို့ဘာပွဲပဲဖြစ်ဖြစ်ဆိုင်ကြော်ညာပဲဖြစ်ဖြစ်မင်္ဂလာဆောင်ပဲဖြစ်ဖြစ်ဘလို့ရပဲဖြစ်ဖြစ်ကွာ photo နဲ့ပတ်သက်တယ် makeup နဲ့ပတ်သက်တယ်ဆိုဖီယာတို့တတိယပေးဖို့ကြံပေးပြရစီအားလုံးပဲ video လေးကိုစောင့်အောင်ကြည့်ပြီးတော့ enjoy လုပ်လိုက်ပါဦးနော်